အားလုံးပဲမင်္ဂလာပါ Golden Football Tips Channel ကနေကြိုဆိုပါရစေတင်တိုင်းတွေ့ရအောင် channel လေးကို like နဲ့ subscribe လေးလုပ်ထားပေးပါဒီနေ့အတွက်ပိုင်းလေးပွဲကတော့ပထမပွဲအနေနဲ့ Crystal Palace vs Newcastle United ဒီပွဲမှာ Newcastle form ကောင်းပြီး attacking power မြင့်ပါတယ်အင်ရှင် Crystal Palace ကအိမ်ကွက်ကောင်းပေမဲ့နောက်တန်းကအတီးငိမ့်ပါဘူးကျွန်တော်အနေနဲ့ကတော့ Newcastle နဲ့ဂိုးပေါ်ကိုအကြိုက်ဆုံးပါပဲနောက်တစ်ပွဲကတော့ Birmingham City vs Wrexham အိမ်ကွင်းကောင်းတဲ့ Birmingham ကိုပိုယုံကြည်နိုင်ပါတယ် Birmingham ကြေးအောင်ပိုများပါတယ်ရလက်အနေနဲ့တော့ 2-1 လောက်ဖြစ်ဖို့များပါတယ်နောက်တစ်ပွဲကတော့ Nijmegen vs Feyenoord ဒီနေ့အပိုင်ဆုံးပွဲကတော့ Feyenoord ဖြစ်ပါတယ် Feyenoord တိုက်စစ်ကိုအင်ရှင်အသင်းကကြံ့ကြံ့မခံနိုင်ပါဘူး Feyenoord ပဲကြေးအောင်ပိုများပါတယ်ဂိုးပေါ်လည်းအောင်နိုင်ခြေများပါတယ်နောက်တစ်ပွဲကတော့ Sunderland vs Tottenham Hotspur Spurs attacking ကောင်းပြီးတန်းဆက်ဆုံးကရုံးထွက်ဖို့ဆိုဒီပွဲတွေကိုအနိုင်ကန်မှရပါမယ်မဟုတ်ရင်နန်းဆင်းရနိုင်ပါတယ်အိမ်ရှင် Sunderland ကလည်းဖောင်ကောင်းနေပါတယ်ကျွန်တော်အနေနဲ့တော့ဂိုးအောက်ကိုပဲရွေးချင်ပါတယ် Bonus ပွဲအနေနဲ့တော့ Parma vs Napoli Napoli ပဲကြေးအောင်ပိုများပါတယ်ဒီနေ့ Golden Football Tips ရဲ့ရွေးချယ်မှုတွေပဲဖြစ်ပါတယ် Channel လေးကို follow လုပ်ထားပြီးနောက်ထပ် show tips တွေမလွတ်အောင်ကြည့်ပါ